Golden Bells စနေနေ့25ရက်ဇူလိုင်လ2026နေ့စဉ်ဖတ်ရှုရန်ကျမ်းရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9အခန်းငယ်1ကနေ23ကျမ်းစာလာသည်ကပညာရှိတို့၏ပညာကိုငါဖျက်ဆီးမည်ဉာဏ်ကောင်းသောသူတို့၏ဉာဏ်ကိုလည်းငါပယ်မည်ဟုလာသည်ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး1အခန်းငယ်19ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အတူတကွဆင်ခြင်ပြီးခွန်အားယူဖို့ရန်အတွက်လူပညာသည်မာနစိတ်ကိုအားပေးတတ်တော်လေလက်ဝါးကတိုင်ကတော့နှိမ့်ချခြင်းအကြောင်းကိုဝေငှခြင်းပါတယ်ရှေးကကောရိန္သုအသင်းတော်ရှိယုံကြည်သူများအကြားမာနစိတ်ကြောင့်ကွဲပြားမှုများဖြစ်ပေါ်ခဲ့သည်အချို့သည်မိမိတို့နှစ်သက်သောသွန်သင်ဆရာများ၏နောက်သို့လိုက်ကာတီးခြားအုပ်စုများဖွဲ့ခဲ့ကြသည်ထိုနည်းတူယနေ့ကမ္ဘာတွင်လည်းလူတို့သည်ခေါင်းဆောင်များယုံကြည်ချက်များအပေါ်အခြေခံ၍အုပ်စုကွဲလေရှိကြသည်ဤပြဿနာအတွက်ဘုရားသခင်ပေးတော်မူသောအဖြေမှာလက်ဝါးကတိုင်၏သတင်းစကားဖြစ်သည်လူပညာသည်မာနစိတ်ကိုအားပေးတတ်တော်လဲလက်ဝါးကတိုင်ကတော့နှိမ့်ချခြင်းကိုသွန်သင်ပေးသည်၎င်းသည်ကျွန်ုပ်တို့၏အပြစ်ကိုထင်ရှားစေပြီးကယ်တင်ခြင်းသည်ယေရှုခရစ်တော်အားဖြင့်သာရရှိနိုင်ကြောင်းကိုသတိရစေသည်လောက၏အမြင်အရခရစ်တော်၏လက်ဝါးကတိုင်ပေါ်မှအသေးခံခြင်းသည်အားနည်းခြင်းသို့မဟုတ်မိုင်မဲခြင်းကဲ့သို့ထင်ရနိုင်သည်သို့တော်ထိုအရာတွင်ဘုရားသခင်၏ဉာဏ်ပညာနှင့်တကူတော်ကိုထင်ရှားစွာတွေ့မြင်ရသည်သခင်ယေရှုသည်ကျွန်ုပ်တို့ကိုကယ်တင်ရန်မိမိအသက်ကိုပေးဆက်တော်မူခဲ့သောကြောင့်မည်သူမျှမိမိကိုယ်ကိုဂုဏ်ယူဝါကြွားเสียမရှိတော့ပါယုံကြည်သူများသည်လက်ဝါးကတိုင်ရှေ့တွင်နှိမ့်ချလာသောအခါကွဲပြားမှုများသည်တဖြည်းဖြည်းပျောက်ကွယ်သွားသည်မိမိကိုယ်ကိုမြင့်တင်လိုသောစိတ်အစားချစ်ချင်းမေတ္တာကနေရာယူလာသည်အကြောင်းမှာအသိပညာသည်မာနကိုဖြစ်စေတော်လေမေတ္တာသည်တိဆောက်ပေးသည်ဟုတမန်ကျမ်းစာကသွန်သင်ထားသောကြောင့်ဖြစ်သည်လက်ဝါးကတိုင်သည်ယုံကြည်သူအလုံးကိုယေရှုခရစ်တော်ကိုယ်တော်၏ကယ်တင်ခြင်းနှင့်တလုံးတဝါသည်ဖြစ်စေပါသည်ချစ်တော်ညီကိုမောင်နှမတိုင်းလက်ဝါးကတိုင်တော်တစ်ခုတည်းသာလျှင်ခရိယန်လောကရဲ့ဂိုင်းခွဲဝါဒကို၎င်းလောကရဲ့အဆုံးမရှိတဲ့ဂိုင်းကနကွဲပြားမှုကို၎င်းကုသနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကိုယ့်ရဲ့မာနကိုလက်ဝါးကတိုင်တော်ရှေ့မှာချထားပြီးခရစ်တော်၌ချစ်ချင်းမေတ္တာနဲ့တလုံးတဝါသည်ရှိနိုင်ကြတဲ့သူများဖြစ်ကြပါစေကြောင်း Golden Bells Daily Devotion မှာဝေငှလိုက်ရပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ